စားပေးတယ်မှာသွားလေဟောတယ်ဆိုတော့ဒီတော့အဲ့ဒါကဝေးတော့ရောင်းနေအဲ့ဒါလည်းကြောက်ဘူးပြန်တော့ပဲတော့အိုးကြီးမင်းတော့ဟိုဝါမဆွဲကြလဲတော့ဒါပဲဒီက